မရောက်တာကြာပြီဖြစ်တဲ့ repairing ကိုသွားမှာဖြစ်ပါတယ်စခန်းကွန်ဒိတ်ရောက်ပါဒီကနေပြီးတော့ repairing ကိုလမ်းလျှောက်သွားရင်တော့15မိနစ်လောက်ပဲရှောက်ရပါတယ်ဒါပေမဲ့ကျွန်တော်တော့ဆိုင်ရထားမှာမဟုတ်ပါဘူးဆိုင်ရနဲ့ဆိုလို့ရှိရင်တော့2မိနစ်လောက်ပဲကြာတယ်3မိနစ်လောက်ဒီကစတားကိတ်ကနေပြီးတော့ဆိုင်ရဆောက်ဆိုင်ငယ်နဲ့ကတော့တော်တော်မြန်တယ်လမ်းလျှောက်တော့တကုံလျှောက်အောင်16မိနစ်လောက်ကြာဒီကမှာဒီရတာကြောက်repairing ကိုရောက်ပါပြီဒီနေ့ကတော့ခန်းခဏရောက်ဖြစ်လို့ပဲဒီလိုမရဖြစ်ပါဘူးဒီခါကတော့မရောက်ဖြစ်တာလည်းကြာပြီဆိုတော့လာရတဲ့ဗီဒီယိုတွေကခါရိုက်နေပါဆက်ဒါတော့သူတို့ရဲ့မိပညာလက်ရဒီပေါ့ဒါတော့အောက်ဆုံးအထက်ဖြစ်ပါတယ်သူကလေးလွယ်ပေါ်ရဘူးချက်လာတက်ကြည့်ပထမရတဲ့ဒူရီယာတက်ကတော့သူကလည်းမျိုးဆူဗီနီယာဆန်ဆန်ဒီပင်တေရောက်လာပါတတိယတက်ကတော့အဝယ်စားတွေနဲ့တခြား material ရောက်ပါคุยนะคุยအင်ကြီးကတော့200လောက်ကနေစပြီးတော့ရှိပါတယ်အင်ကြီးကတော့အစ်စ်တွေရောအဟောင်းတွေရောရှိတယ်ဂရင်းလည်းအဆုံးရှိတယ်စပေါ်တီးတွေပါလေကြိုက်ရဆိုလို့စာရဲမှာsport collection တိတက်ရောင်းတာပါ That's still too big for you, basically. This one's small, I can try this one. ထောက်ချရအောင် main coat တွေပါဒီမှာအဆုံးရှိရယ်ရွေးရတာကြိုက်တဲ့လူတွေအတွက်ဆိုရင်တော့တော်တော်လေးမိုက်တယ်ဒါပေမဲ့ရွေးတဲ့ဖို့တော့တော်တော်လေးတော့ရွေးယူရတယ်သူကအတူရယ်ဆိုတော့ရောနေတာဆိုနတ်တွေရှူးတွေကဆိုအဆုံးရှိပါတယ်ဒါတော့တက်ရတဲ့နောက်တစ်ထပ်တက်ကြည့်ပါဒီထက်ကလည်းဒါ4တက်မြောက်ပေါ့နော်မာကလည်းအဝယ်စားရယ်တခြားဖနက်တွေနဲ့တအတုံးဆောင်တွေဆောင်ရှိပါတယ်ရွေးတွေရအများကြီးရှိရယ်တခြားလေးအချိန်ပေးပြီးတော့ရွေးမယ်ဆိုလို့ရှိရင်အထုပ်တွေကိုးရနေစားဖြစ်တဲ့ရွေးတရားဆိုင်ဆိုလို့ရှိရင်ဒါကျွန်တော်လာရွေးနေကြဘောင်းမီဆိုင်လေးပါဒီဆိုင်မှာကျွန်တော်2ခါလောက်ဝယ်ဘူးလား slow လို့ပြောလို့ရပါတယ်100နဲ့200နဲ့200ဆိုလို့ရှိရင်ဒီလေးလွာရဲ့အစွန်ဆုံးဘယ်တောင်းဒီဇိုင်းလေးတွေကို comment ပေးပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာရောက်တိုင်းဒီဇိုင်းဒီမှာပဲရွေးဖြစ်တယ်ဒီဇိုင်းဒီမှာကသူ100ကနေ300-400ဈေးတန်းထဲမှာဆိုလို့ရှိရင်တော့ရွေးရတော်တော်များတယ်ပေါ့လေပြီးတော့မိုက်တယ်မစိုးဘူးလို့ခံစားတယ်あれが汚れてなかったらなさっきのやつがဈေးရတစ်ထည်ကို150 la possibilità. Ora
ပြောင်းနေဆိုလို့ရှိရင်250လောက်ပဲရှိတယ်တာဝါလေးတောင်းရမိုက်ဒီကျမ်းမိုက်တာတွေကျတော့ဒီလည်းဈေးများတယ်လို့ခန့်တာ300 400 500လောက်ထိတော့ရှိမိုက်တာတွေက100နဲ့200နဲ့မှလည်းမရှိဘူးလားဆိုရှိကြဒါပေမဲ့တိကျချာလေးအချိန်ပေးပြီးရွေးနိုင်တော့ရတယ်ရကိုရတယ်ဘာလို့လဲဆိုတော့150နဲ့200တန်းနဲ့မှလည်းမိုက်တာလေးရှိတယ်ကျောင်းဆိုရင်ဆက်ရပါပြီကျွန်တော်အဖြူဝတ်နေစေအဖြူလေးဝတ်ကအရင်ကြိုက်တယ်လို့ဆိုတော့ဖြူလေးတစ်ထည်တော့ရပါပြီဒီကောင်ကဘယ်လောက်လဲဆိုရင်150ပါcondition လည်းတော်တော်ကောင်းတယ်တော်တော်ကြီးလည်းကြံနေရပါလေတော့ကအင်းကြီးအပြစ်နာတာတော့မရှိဘူးတစ်ထည်ရပါပြီဒီမှာတစ်ခါလေး try ကြည့်လို့လည်းရတယ်ကျွန်တော်20ရပါပြီတစ်ခါလေးဝတ်ကြည့်လို့ရတယ်တော်တော်လေးအဆင်ပြေဒီမှာနောက်တစ်ဆိုင်ပါနောက်ဆိုင်ခကြည့်ဆိုဆိုင်မှာတော့20ရခဲ့တယ်ဒီဆိုင်မှာတော့ရမလားမရမလားဒီပေါ့ရွေးကြည့်ရတော့ဗျာလို့အစိမ်းရောင်နေအစိမ်းရောင်နဲ့အဲ့လိုမျိုးမိုးပြရဲ့ဘယ်လိုခေါ်လဲအပြာနုရောင်အဲ့လိုမျိုးဒီမျိုးအဲ့လိုကာလာတွေနည်းနည်းကြိုက်တယ်ပြီးတော့စတစ်ကာလည်းရွေးနေတော့အဲ့လိုမျိုးနည်းနည်းစဉ်းစားခက်နေရပေါ့လေချို့ရကြိုက်တယ်ဒါပေမဲ့ condition လည်းတော်တော်မိုက်တယ်ဒါပေမဲ့အဲ့လိုမျိုးစတစ်ကာမကြိုက်လို့မယူမိရတယ်လည်းရှိအဲ့လိုမျိုးဖြစ်ဒီလိုလာပြီးဆိုလို့ရှိရင်တစ်ခါတစ်ဆိုင်မှလည်းအကြာကြီးစိတ်ကြရွေးရမှာသင်ပြာခြေကူအချိန်ရလဲခဏနေပြင်သွားရမှာဆိုတော့ပေးစင်းတိတ်ရှိဘူးဒါတော့900ရတယ်နော်အေးမင်္ဂလေးဆိုလို့ရှိရင်လည်းမင်္ဂလေးတည်တတ်ပါလေဒါတော့ accessory တွေဒီနေ့အဆင်ပြေပါရဲ့ညမန်နေကလက်ကိုစစ်စစ်မြစ် smoker ရဲ့ဒီချက်တည်းပြီးတော့လည်းဒီလိုမျိုး accessory တွေဝယ်သူ့အတိုက်တဲ့လူတွေဆိုတော့စားရမိုက်တယ်ဓာတ်တွေကြာဝလေးတွေဆိုတော့လည်းမိုက်ပါတယ်ချေရွေးပါမယ်တော်ခါโอเคခါကျွန်တော်အဲ့လိုအဖြူတွေဝုကတာအရင်ကြိုက်တယ်ဒါပေမဲ့လူကနေရထိုင်တာလို့ပြောတွေ့ရနေရကျောင်းနေရထိုင်တော့ဗျာအဲ့လိုအဖြူရပါလို့ဆိုကျွန်တော်လည်းတိတ်ကြီးမကြိုက်ဘူးဒါပေမဲ့လူကအဖြူတွေ့အဲ့လိုအဖြူတွေပဲလုပ်ကြ Free size you. Free size. ဟာ free size Yeah. ကျွန်တော်ကတော့စတူစီလေးကိုပဲရွေးချယ်လိုက်ပါပြီဒီလေးကိုလည်းအနက်နဲ့ရှူနေရွေးချယ်ခက်နေကြတယ် accessory အဆုံးရှိဆွဲကြိုးတွေရောနောက်တစ်ဆယ်ရပါပြီဒါတော့100တန်နဲ့ရနေရပါတော့နောက်တစ်ဆိုင်ဖြစ်ပြပါတယ်ဒီဆိုင်လည်းမစိုးဘူးပေါ့လေဒီကောင်လည်းသူက200တန်ဈေးတန်းထဲမှာဆိုလို့ရှိရင် condition တွေလည်းတော်တော်ကျန်တယ်တော်တော်လေးလည်းမိုက်တယ်ဒီကောင်ဆိုလို့ရှိရင်ဒီမှာ Uniqlo အဖြူရွေးရတာကြိုက်တာဆိုအဖြူတွေပဲလိုက်ရွေးတာကဲဒီနေ့ကတော့ဒီလောက်ပါပဲဖုန်းအားလည်းမရှိတော့တာနဲ့ဗီဒီယိုလည်းဆက်မရဖြစ်တော့ပါဘူးမောက်စားပြီးပဲပြန်လာလိုက်ပါတယ် See you guys